TDS ကနေကြိုးဆိုပါရရှင်။ခဲ့ပါရှင်။အန်ဒီလေးတို့ကြောပါရှင်။ကဲရောက်ပါပြီရှင်ကဲဟိုလင်မယားနှစ်ယောက်နော်နင်တို့ရဲ့မီးဖို့ကြောင့်သုံးပစ္စည်းလျှက်စစ်ပစ္စည်းမှန်သမျှဒီဆိုင်မှာအားလုံးရတယ်နော်အဲ့မှာကြည့်လိုက်ကြကဲသမီးတို့ရေသူတို့ရှင်းပြလိုက်ပါအောင်ကွယ်ဟုတ်ကဲ့ပါရှင် TDS ကပစ္စည်းတွေကဆိုလို့ရှိရင်เนาะ Thai technology နဲ့ quality ဘိုင်းကိုအဓိကဦးစားပေးထုတ်လုပ်ထားတဲ့ကိုပိုင်မှတ်တစိပဲဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင် TDS မှာဆိုရင် rice cooker တွေရှိမယ် air fryer ရှိမယ် microwave oven coffee maker အစရှိတဲ့ electronic ပစ္စည်းမျိုးစုံကိုတနေရာထဲမှာစုံစုံလေးနဲ့ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ရှင်ညီမကြီးဒီ TDS ပစ္စည်းရတယ်အမခံချက်ဘယ်လောက်ပေးထားရလဲဟုတ်ကဲ့ရှင်ဒီပစ္စည်းလာဆိုလို့ရှိရင်เนาะ after sales service အနေနဲ့ brand ကို3နှစ်3မိုးတောင်ပေးထားပါတယ်ရှင်ပြီးတော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်း City Mart, Ocean, Macro, Pro One စတဲ့ market တွေအပြင်မှာဒီလာဆိုင်တွေမှာလည်းဖြန့်ဖြူးထားတဲ့အပြင်အခုဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာရှိတဲ့ Lazada, Kaiji, Shopee, TikTok တွေကအစဖြန့်ဖြူးထားတာမို့လို့ Audience တွေကြားမှာလည်းလူကြိုက်အများဆုံး brand တစ်ခုပဲဖြစ်ပါတယ်ရှင်ကဲနင်တို့တွေကြားတယ်နော် TDS ပစ္စည်းရလေပစ္စည်းလည်းမှန်တယ်ဈေးနှုန်းလည်းတန်တယ် quality ကလည်းကောင်းမှကောင်းအဲ့ဒါကြောင့်မလို့ငါတို့သားမိမြောက်ဆုံးက TDS မှာ TDS ပဲအော်မေဟိုတို့ပစ္စည်းလေးတွေပြထားအောင်မိဟိုဘက်မှာလေ့လာလိုက်အောင်ပစ္စည်းလေးတစ်ခုတွေ့ထားညီမဟုတ်ကဲ့အဲ့ဖရာဆိုတာဘယ်ဟာလဲအမဒါလေးပါရှင်ဟုတ်ကဲ့အဲ့ဒါဟုတ်ကဲ့ရေပေါ်မှာကြော်လိုက်ရမှာမဟုတ်လားဘာရှင်ရတော့ဘာများလို့ရှိပါလဲခင်ဗျာအာမမလို့ရှိရလေဟိုပါလေဟိုမမတို့လိုတကိုရီအပြိုကြီးတွေတုံးလို့ရတဲ့ပစ္စည်းရှိလားလို့ညာအော်ဟုတ်ကူလေဟိုမမတို့လိုဟိုတကိုရီပြိုကြီးကြတော့လေဟိုဖြောတောင်းရတဲ့ဥစ္စာမျိုးလေးပေါ့ကိုတယောက်တည်းကြတော့လေအပြင်းလေးပါမထွက်ရဲမမအားကြောင့်လို့ဖြောတောင်းလို့ရတာလေလို့ဒါပါပေါ့ဂျူဆာပါခင်ဗျဘာကြီးဂျူဆာဂျူဆာဆိုတာပါလေဒီဂျူဆာလေးရဆိုလို့ရှိရင်တော့ကျွန်တော်တို့အဖတ်တက်အရေးတက်ခွဲထုတ်ပေးတဲ့ဖြိုးဆက်ကလေးပဲဖြစ်ပါတယ်ဗျဘလို့အရေးတက်အဖတ်တက်ဟဲနမိတ်မကောင်းလိုက်တာဘလို့အရေးတက်အဖတ်တက်ဆိုတော့တက်ကြီးခွဲပြီးတော့သွားကြတာပေါ့မကြိုက်ဘူးမမကြတော့လေတလန်းနဲ့အဲ့လိုတမျိုးတဲ့အဲ့လိုမျိုးလေးတောက်ရတာမမကော်ဖီတောက်ရတယ်ကြိုက်လားကော်ဖီမလေးကကော်ဖီတောက်ချင်လို့လားမမနဲ့ဒီလိုတောက်မမတိုက်မယ်လေလားမဟုတ်ခင်ဗျဒီကျွန်တော်ကော်ဖီဖြိုးစက်ကလေးနဲ့မိတ်ဆက်ပေးခြင်းလို့ပါအော်ကော်ဖီစက်နဲ့မိတ်ဆက်ပေးအိုးဒါကော်ဖီစက်လားဘာမှတော့မမြင်ဘူးဘယ်လိုလုပ်ရတာလဲဒီကော်ဖီဖြိုးစက်လေးရဆိုလို့ရှိရင်တော့ကျွန်တော်ဒီအပေါ်မှာအမှုတ်ကလေးထည့်မယ်ပေါ့နော်အနောက်မှာရေလေးထည့်မယ်ရေနွေးလေးဆူလာပြီဆိုလို့ရှိရင်တော့ဒီအပေါ်ကနေပြီးတော့မှကော်ဖီအမှုတ်ကလေးကျလာမှာပဲဖြစ်ပါလေဗျကော်ဖီစက်ကအဲ့လိုမျိုးလားကြည့်ပါဦးကော်ဖီမုံလေးရယ်ရေလေးရယ်ပေါင်းမှနှစ်ခုပေါင်းမှတဘဝဆိုတာအိုးအဲ့လိုမျိုးမှမမတိုက်တာတော့ဘလန်ဒါလေးတွေလည်းရှိပါတယ်ခင်ဗျမမဘာများလိုချင်လဲမသိဘူးခင်ဗျမမလိုချင်တာလားဟုတ်ကဲ့ဗျဖုန်းနံပါတ်ဟုတ်ကဲ့ရပါတယ်ခင်ဗျပြောလေ999 400 661 09 999 400 941 09 999 400 948ပါခင်ဗျဟဲမောင်လေးကဖုန်းသုံးလုံးတောင်ကိုင်တာမဟုတ်ဘူးခင်ဗျရုံဖုန်းနေပါခင်ဗျဟဲဒါရုံဖုန်းနံပါတ်လားဟုတ်ကဲ့ဗျမောင်လေးဖုန်းနံပါတ်မဟုတ်ဘူးလားမဟုတ်ဘူးခင်ဗျရုံဖုန်းနေပါခင်ဗျဘာမှလည်းမသိဘူးပါဒီကော်ဖီစက်မျိုးလေးမမဆိုအလုံး100လောက်ရှိတယ်မွယ်ဘူးကဲဒီစီးကြည့်ပြီးကြပြီလားကြည့်ပြီးမိုင်းလိုချင်တာတွေအကုန်လုံးရပြီမိုင်းလိုချင်တာတွေအားလုံးရပြီဆိုလို့ရှိရင်လည်းပတ်စံရှင်းပြီးတော့လိုက်ခဲ့တော့မင်းလားသွားမယ်ဝင်စရာရှိသေးတယ်ယောက်ျားမိုင်းဝယ်ပေးတာမဟုတ်လားမသိဘူးလေဟောအမေကသူဝယ်ပေးပြီလို့ဘာလို့လဲအော်ဘုံချရပြီလားညီမလေးဘယ်လောက်ကျလဲ8,290,000 8,290,000